င်ဘာဟာသူ့ကိုယ်သူတတ်သိရှိကြောင်းတတ်သိပြချင်တာကြောင့်သူ့ရဲ့တငယ်ချင်းမလေးနာလာကိုခေါ်ပြီးတော့ဒီစင်သင်းချိုင်းကိုခိုးထွက်ဖို့ကြံစီပါတော့တယ်မိဘတွေကဇာစုကိုစောင့်ကြည့်ဖို့ထည့်လိုက်ပေမဲ့စင်ဘာနဲ့နာလာကဇာစုကိုလှည့်စားပြီးတော့ Pride Land ကနေထွက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ဟာ Elephant Grave ရဲ့အမောင်တဲကိုရောက်သွားပါတော့တယ်အဲ့ဒီအခါမှာ Scar နဲ့ပူပေါင်းထားတဲ့ဗိုက်စာနေတဲ့မြေခွေးအုပ်ကြီးကသူတို့ကိုစောင့်နေတာပါစင်ဘာနဲ့နာလာတို့ကဒီဗိုက်စာနေတဲ့မြေခွေးအုပ်တွေရဲ့လက်ထဲကနေဘယ်လိုလွတ်အောင်ပြေးမလဲသူတို့ရဲ့ဖိုင်ခင်ကြီးမူဖာဆာကရောအချိန်မီရောက်လာနိုင်မှာမလားဆိုတာကိုနောက်ထပ်အပိုင်းနဲ့မှာထပ်ပြီးတော့ကြည့်ရှုပါအောင်နော်အပိုင်းနဲ့မှာပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့အခန်းတွေကိုတွေ့ရမှာမလို့စောင့်ကြည့်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်